Hello, အားလုံးပဲမင်္ဂလာပါ Come with me to a second-hand bookstores ဒီတစ်ပတ်ပိတ်ရက်မှာဒိုလီသွားခဲ့တဲ့စာအုပ်ဆိုင်နာမည်ကတော့ Books and Bobs လို့ခေါ်တဲ့ second-hand စာအုပ်တွေရောင်းတဲ့ဆိုင်ဖြစ်ပါတယ်ဒီဆိုင်ရဲ့ physical store ကိုကြတော့တမန်ဒေဆောင်မှာဖွင့်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒိုလီကယထာတစ်စင်းကားတစ်စင်းနဲ့သွားမှာပေါ့နော်ပထမတစ်ခေါက်ကိုတော့ယထာအရင်စီးရမှာဖြစ်ပါတယ်မြေအောက်ယထာ MRT ပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒီကနေလမ်းလျှောက်ပြီးတော့ဘူကစ်ပင်တန် MRT station ကိုသွားပါတယ်အဲ့ဒီကနေပါဆာစီလီ MRT station ကိုဓမ္မတိုင်စီးသွားရမှာပေါ့နော်ဒီစာအုပ်ဆိုင်ကိုဒိုလီဖြတ်သွားဖြတ်လာတွေ့ရတော့ကြာပြီဒါပေမဲ့တစ်ခါမှဆိုင်တဲ့အထိဝင်မကြည့်ဖြစ်ဘူးပေါ့နော်ကို့မှာလည်းစာအုပ်တွေကဖတ်စရာရှိသေးတယ်ဆိုတော့ကိုဝင်သွားရင်ဝယ်ချင်တာကို့အကြောင်းကိုသိတော့အဲ့ဒါဒီတစ်ခေါက်တော့ဖတ်ပြီးတဲ့စာအုပ်တွေလည်းသွားလူရင်းနဲ့စာအုပ်အသစ်တွေလည်းကိုကြိုက်တာရှိရင်ဝယ်လို့ရအောင်ဆိုပြီးတော့သွားခဲ့တာပေါ့နော်ဒီဆိုင်ကသူတို့ရဲ့ physical store ကတော့တစ်ဆိုင်နဲ့ပဲရှိပါတယ်တခြားဆိုင်ခွဲတွေတော့မရှိဘူးဒါပေမဲ့ website မှာတော့စာအုပ်တွေအစုံလုံးဝယ်လို့ရပါတယ်နော်လူကိုယ်တိုင်မသွားအားတဲ့သူတွေအတွက်ကြတော့ website ကနေကိုလိုချင်တဲ့ကိုကြိုက်နှစ်သက်တဲ့စာအုပ်ကိုတိုက်ရိုက်ဝယ်လို့ရပါတယ်ပါဆာစီနီစတေရှင်မှာဒိုလီဆင်းပြီးတော့အခုကားဆက်စီးပါမယ်စီးရမယ့်ကားနံပါတ်ကတော့650တမန်လေးစာပါဒီတစ်ပတ်ထွက်ပေါက် B ကနေထွက်ပြီးတော့ဒီကားပေါ့နော်အဲကားကိုစီးသွားမှာဖြစ်ပါတယ်ကားကတော့ပိတ်တဲ့20လောက်စီးရပါတယ်မှတ်တိုင်လေးများတဲ့အတွက်ကြောင့်တမန်လေးစာထဲအထိဆိုတော့လေအဲ့ဒါဗီဒီယိုရိုက်နေရင်ဒီမှာယထာမိုနိုရေးယထာတွေ့လို့ပေါ့နော်ဗီဒီယိုပါရိုက်ခဲ့လိုက်သေးတယ်အဲ့ဒါနဲ့ဒူရီလိုရောက်ပြီဆိုလို့ရှိရင်လမ်းမှတ်တိုင်မှာဆင်းပြီးတော့ဒီ Books and Box ဆိုတဲ့ဆိုင်ဘုတ်တွေ့လို့ရှိရင်တကယ်ကိုပဲရှောက်သွားလိုက်ပါနော်ဆိုင်ကလူမရှိတဲ့အတွက်ကြောင့်ဆိုင်ထိုင်တဲ့သူမရှိတဲ့အတွက်ကြောင့်ပေါ့နော်ကိုယ်တိုင်ပဲဝယ်စရာရှိရင်လည်း QR နဲ့တော့မဟုတ်ဝေသားနဲ့ cash box တွေကိုပတ်စံထည့်ပြီးတော့ပေးချလို့ရပါတယ်ဝယ်ပြီးသွားရင်တော့ဓာတ်ပုံရိုက်ပြီးတော့ဘယ်လောက်ဝယ်တယ်ပြပေးရတယ်ပေါ့နော် WhatsApp ကနေပို့ပေးရတယ်ဒီစာအုပ်လေးကတော့ဒိုလေးဖတ်ပြီးသွားလို့ပြန်ပြီးတော့လူမဲ့စာအုပ်ဖြစ်ပါတယ်ကိုကစာအုပ်လည်းဖတ်ပြီးသွားပြီတခြားသူကိုလည်းပေးစရာမရှိဘူးဆိုရင်ဒီလိုမျိုး donation လုပ်ပြီးခြင်းအပြင်တခြားသူတွေလည်းပြန်လည်မျှဝေလို့ရတာပေါ့နော်ဆိုင်ကလူမရှိတဲ့အတွက်ကြောင့် donation စာအုပ်တွေကိုဒီလိုမျိုးကောင်တာအရှိမတေချာ CCTV ချပေးခဲ့ရပါတယ်ဒီဆိုင်မှာတော့မျိုးစားတွေစုံနဲ့ non fiction fictions memoirs ပေါ့နော်ဒီလိုမျိုးနဲ့ပတ်သက်တဲ့ဒီကောင်းစဉ်နဲ့ပတ်သက်တဲ့စာအုပ်တွေလည်းရှိသလို children's book self help နဲ့ biography တွေလည်းရှိပါတယ်ကိုကြိုက်တဲ့တက်ရရွေးချယ်လို့ရပါတယ်ပေါ့နော်သူရဲ့ category အလိုက်နောက်တစ်ခုကဒီစာအုပ်တွေအများစုကအင်္ဂလိပ်လိုဖြစ်တဲ့အတွက်ကြောင့်အင်္ဂလိပ်လိုဖတ်တတ်တဲ့သူအင်္ဂလိပ်လိုဖတ်စာအုပ်တွေဖတ်ရတာကြိုက်တဲ့သူဆိုလို့ရှိရင်ဈေးသက်နဲ့ရနိုင်တဲ့နေရာလေးဖြစ်ပါတယ်တခြားကလေးတွေနဲ့ပတ်သက်တဲ့စာအုပ်တွေလည်းအများကြီးရှိတယ်ပေါ့နော်စာဖတ်ရတော့ဝါသနာပါတဲ့တမိမိတွေရှိတယ်ဆိုလို့ရှိရင်ဒီလိုစာအုပ်ဆိုင်မှာဈေးသက်နဲ့ဝယ်ပေးလို့ရပါတယ်ပေါ့နော်နောက်ဒီမှာရှိတာကတော့စာအုပ်တွေကအဆုံးပဲပေါ့နော်အင်္ဂလိပ်စာအုပ်တွေအများစုရှိသလိုဝါသနာနဲ့ပတ်သက်တာ gardening နဲ့ပတ်သက်တာအဲ့ဒီဟာအဲ့လိုမျိုးစာအုပ်တွေကပါအစအကုန်လုံးရှိရပေါ့နော်ကိုလိုချင်တဲ့စာအုပ်အခန်းကဏ္ဍအလိုက်သွားပြီးတော့ရှာလိုက်ရုံပါပဲကိုလေးကတော့ဒီမှာအကြာကြီးပဲနိုင်ပေါင်းများစွာကြာလေးနေခဲ့တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုကြိုက်တာမတွေ့မချင်းစိတ်တိုင်းမကြမချင်းအကြာကြီးရှာတာပြီးရင်ဒီမှာသူတို့ကိုယ်တိုင် design ဆွဲပြီးထုတ်ထားတဲ့ bookmarks လေးတွေလည်းရှိပါတယ်တစ်ခုအမှတစ်ချက်ပဲကြားတယ်ပေါ့နော် design လေးတွေကလည်းရလာတယ်ချစ်ဖို့ကောင်းတယ်ပေါ့ကိုယ်တိုင်အတွက်တော်၎င်းတာမှဝင်စာအုပ်ဖတ်တတ်တဲ့တငယ်ချင်းတွေပါတယ်မိတ်ဆွေတွေရှိတယ်ဆိုရင်လည်းလက်ဆောင်ဖြစ်ဝယ်ပေးလို့ရတယ်ပေါ့နော်တစ်ခုမှတစ်ချက်ပဲဆိုတော့တန်တယ်လေနော်အားကြောင့်လို့ဒူလီတောင်မှတစ်ခုပဲခဲ့သေးတယ်ပေါ့နော်မာဒါတော့ဒိုလီဝယ်ခဲ့တဲ့စာအုပ်ပေါ့နော်အားလုံးပေါင်း63ချက် cash box ထဲကိုထည့်ပေးခဲ့ရပါတယ်ဒါကတော့နောက်ထပ်ဝယ်လိုက်တဲ့ဟာပါနော် bye bye the end present by Dolly Tays thank you for watching